အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ horror game ကိုစောအောင်မှာဖြစ်ပါတယ်အားကြောင့်မို့ကျွန်တော်ရဲ့သူအဆုံးကြီးလိုက်ကြည့်ပါပြီးတော့ကျွန်တော် YouTube channel ကိုလည်း subscribe လုပ်ခဲ့ပါ Okay game ကိုစပါပြီဗျာ Okay တော့ဒီဆုံး CCTV camera ကိုဖွင့်ကြည့်မယ် Okay အကုန်လုံးကငြိမ်းနေတာပဲဗျာ Okay music box လေးဒီ music box ကဘာလို့လဲလဲမသိဘူးဗျာကျွန်တော်အားလေးနေပြီအဲ့မနေတော့တေးရလာကြတယ်ခင်ဗျာ Okay တော့လူတယောက်ကဖုန်းခေါ်လာပြီသူဖုန်းခေါ်ရလဲမသိဘူးဗျာနော်တိုင်းထားလိုက်တာပါနော် Okay မှာအကုန်လုံးကိုကြည့်နေမယ်ဒီကုန်းကငြိမ်နေသေးဗျ Okay ကိုရှိကိုလည်းပြန်ကြည့်ရပြတယ်မလားအကောင်ကြီးရောက်လာတယ်လေကျွန်တော်ကိုရှိကိုပြန်မကြည့်ရင်လည်းကြိုက်ခင်ရတယ်မှာ Okay ဒီကောင်ဒီကုန်းကငြိမ်နေဗျခုချိန်ဒီရောလှုပ်ရှားမတွေ့ရသေးဘူးဟိုနေကောင်ဒီအဝေါင်းကောင်းရောက်ပါကြီးလေဟာတမီးကဖွင့်ရခတ်တာပါအဲ့လိုအကောင်ကြီးရောက်လာရင်ဖွင့်ရခတ်တယ်ဗျ Okay အနီကောင်ကြီးကရောက်လာကြီးဘာကောင်ခုံမလဲတော့မသိဘူးဗျနော် Oh my god music box ကကုန်းတော့မှာ Okay ကျွန်တော် music box ကိုနေဖို့မေ့နေတယ် Okay ဖေးနေရကုန်းကြည့်ဟိုဒီကောင်ကြီးက blue ရောက်လာ Oh my god တော့ရှိမှလာရင်လာမသိဘူး No ဒီကောင်ကြီးကတိတ်ပြီးတော့အခြေအနေမကောင်းဘူးနေနေရကောင်ကပုံမှန်တိုင်းပါပဲကျွန်တော်အဲ့ရနေစားပြီးတော့ထူးဆန်းနိုင်စားဖြစ်တော့ပဲဗျာဒီလဲဆိုတော့ဆက်တာကြည့်လိုက်ပါလို့နဲ့ကျွန်တော်ကင်မရာရှောက်ကြည့်နေရင်းနဲ့ဘာဖြစ်လဲဆိုတော့အိမ်မှာပဲဗျာတော့ရှိမှဘာကောင်ရောက်လဲဆိုတော့အဲ့ရနေတော့နန်းကြိုက်တော့ပဲ Okay ဂိမ်းကောင်ရှုံးသွားပြီတော့ပြန်ဆော့မယ်ခုမှတစ်ခါပဲရှုံးဘူးရလေ Okay နောက်တစ်ပွဲပြန်စားပါပြီနောက်တစ်ပွဲလည်းဘာမှထူးကြမရှိသေးဘူးပုံမှန်တိုင်းပဲ Okay တိတ်ပြီးတော့ထူးကြမရှိဘူးဗျာ Okay no ဆက်ပြီးဆော့မယ်ဗျာဘာတွေ့မလဲဆော့ဘောနော် Okay မီတမီကတော့အော်အေးနေအောင်ကောင်းကြီးနော်ရှိမှာအကောင်ရောက်မရောက်ကိုဒီမဲ့ဗျာအေးတော့ရှိမှာအေးနေအောင်ပုံလေးပေါ်လာလေအကောင်ပုံလေးပေါ်နေအကောင်ရောက်လာလို့ပေါ့နော်ကျွန်တော်အဲ့အတာတော့မှတည်ရဗျာနောက်ဆော့ရကြာမှတည်ရအေးကောပြောရင်ဆိုရင်နှစ်ကောင်တော့ရောက်လာပြီဗျာ Okay ဘာဖြစ်အေးစေးပေါ့ဝေါင်ကောင်ကြီးကတော့နေရာမှာကတ်နေတယ်ဗျာဘာလို့ချင်လို့လဲမသိဘူးတမီးကဖြစ်ပြန်ပြီရေးဖွင့်ရတော့ခတ်တာဟုတ်ဒီကောင်ပုံမှန်နေပါပဲဟုတ်တယ်မလား Okay music box လေးထပ်နေတာပဲဟိုအကုန်ပြောက်သွားပြီ Okay no စီးပေါ့ပုံမှန်နေဆော့ကြမယ် Okay ဒီကောင်ကြီး Oh my အပြောင်းကောင်ရောက်လာပြီ Okay ဒါနဲ့နေပါအောင်အပြင်ထွက်ကြည့်လိုက်ပါမယ်နေရရှိတီရောက်လာ Okay ဒါနဲ့အုတ်ခိုင်းအစင်ပြောင်းမထင်တာပဲနော် Okay အိုးပြောက်သွားပြီ Okay အစင်ပြေ Okay အစီပဲ Okay ဒီကောင်ကတယောက်တည်းအော်ဟေးဒါဖာကောင်ကြီးရစီကင်မရာလာကြည့်နေတယ်အော်ရတယ်ကြောက်စားတော့ကောင်းကြည့်ဟာဒီဘက်ကင်မရာကဘာရှိတော့ရခဏနေရာမှာကတ်နေအဝေါင်ကောင်းကြီးမို့လားရောက်ကြီးဒီဒါနဲ့တော့ထူးဆန်းနေနော်နော်ဒီပြေးနော်လာနောက်နေဒီအယုတ်လေးကိုဒီကောင်လည်းဘာလို့ဒီအယုတ်ဆိုင်ခေါ်မလားအိုးဘယ်နာရောက်လာဒီအယုတ်ကနေဝုံတို့ကောင်းကြီးလာရောက်no ပေးရမင်းနေကြည့်ဒီကောင်ကြီးကငါကြည့်နေလောက်ကြပါငါလည်းဒီလေဒီကောင်ကလည်းအိမ်နာရောက်နေအဝေါင်ကောင်းကြီးရောက်ဒီဝုံကြီးရောက်ကြိုက်တော့ပေါ့နော်အေးသေးပြီးရောဒီကြိုက်ပြီးနေနော်တော့ထပ်ပြီးစပြီဒီတစ်ပွဲရှုံးသွားရင်တော့ထပ်မစော့တော့ဒီမှာတော့နှစ်ခါသေးပြီမှတာဟုတ်တယ်မလားဟုတ်တယ်ဒီနှစ်ခါသေးပြီ Okay တော့ခတ်တဲ့ game ပဲကွာ night 3ကိုတော့မကြော်နိုင်သေးဘူးလောက်ကြပါအားလုံးပဲတော့ YouTube channel ကို subscribe မလုပ်ရရင်လုပ်ခဲ့ကြပါပြီးတော့တော့ subscribe တွေပို့ပြီးများလာရင်နောက်ထပ်ပို့ပြီးတော့ကောင်းတဲ့ video တွေတင်ပါမို့လို့ပါ Okay နော်ဒီပွဲကိုနိုင်အောင်ဆော့မယ်ပေါ့နော်လုံးဝကိုနိုင်အောင်ဆော့မှာဖြစ်မယ် Okay ဒါရပုံမှန်ပါပဲဒီအနေအောင်ကနေရောက်လာတော့အကောင်အမြဲရှေ့ဆုံးကပဲဒီအယုံမှတ်တာပဲဒီခဏဘောလုံးဆွဲစိုင်းဖို့ကင်ထားတဲ့အယုံမှတ်တာပဲလေနော်ဟိုတီကနေရောက်လာနေအောင်ဒီအယုတ်တွေကဘာရောက်ဒီလဲကွာနော်ဒါအယုတ်ဆိုင်ချင်တာပဲနော်အယုတ်ဆိုင်ကနေတော့အယုတ်တွေကိုတရိပ်ဖြစ်ကုန်တယ်နော်ကင်မရာနဲ့လက်ပတ်ပြီးကြည့်မယ်ပေါ့နော် CCTV နဲ့ပေါ့နော်ဒီမဟိုကောင်ကြီးရောက်လာပြီ Okay နော်
music box လေးနည်းနည်းထည့်ပြီးတော့နေပါဦး okay ရငါရှိမှာကောင်းရောက်လာပြီဒီတမ်မီကဘာဖြစ်လာလဲမသိဘူးဗျရဒီကောင်ကကြည်နေကြရလောက်ကြပါအောင်ကြီးခန့်ကောင်ဘယ်ကကောင်လဲမသိဘူးတော်ကြီးအော်အောင်ရေယုံလားဟာဘလို့ကောင်တော့ပြောင်းကြီးကြောက်စရာတော့ကောင်းကြီးကြည့်လိုက်အောင်မယ် okay အေးတော့အေးဆိုပြီးတေးသွားပြီလို့တင်မလားဒီခန်းနေမှာတော့ဘာကောင်းမှမရှိဘူးဗျokay ဒီဘက်ခန်းကပဲဒီကောင်တကောင်ရှိရလေဟုတ်တယ်မလား okay နော်နည်းနည်းပြင်ဘက်ကိုထိတ်လိုက်ရမယ်မီးလေးနဲ့ပေါ့အော်ဒီကောင်တကောင်ရောက်လာပြန်ပြီဒီဘက်ခန်းကလေဒီကောင်ဒီကြက်လူဘာလို့ကောကြက်လူဘာလို့နေဒီဘက်မှာလည်းရှိလားမသိဘူးဒီကောင်တကောင်သုံးယောက်ကနေနေကိုဖဲကြံတော့ဗျာโอเคဒီနေကိုပဲတယောက်ကခဏအပြောင်းယုံထင်တယ်ဒီဂိမ်းကြီးကအကောင့်ကြီးအကုန်လုံးကလေပြောမလဲဟိုသူကမလှုပ်ရှားဘဲနဲ့ရက်နေကြဗျာတခြားဂိမ်းတွေမဟုတ်ဘဲနဲ့သူတို့မကြည့်မဲ့အချိန်ကျမှလှုပ်ရှားသွားမှဖြစ်တယ်ဗျာပြောကြတော့နော်ဒီဂိမ်းကအခြားဂိမ်းနဲ့မတူပါကြတော့နော်ဟိုကလူကွိုင်းသွားကြမလို့လေအဲ့ဆိုတော့တိတ်ပြီးတော့ကြောက်စရာမလိုဟုတ်တယ်မလားโอเคနော်နည်းနည်းလေးရှောက်ပဲပြီးကြည့်အောင်ပါဒီဘက်မှာအကောင့်လေးရှိလားလို့ပေါ့နော်ကျွန်တော်ဖေကအပေါက်တွေကြည်လာမယ်ရောက်ဒီအဝေါင်းကောင်ရောက်လာပြန်ပြီရေးဟဲ့ယုံဟုတ်ပဲကွာလှုပ်ရှားလာရန်နီနေုံတခြားဘက်မှာလည်းရှိလားမသိဘူးဘာကြည့်အောင်မယ်ဒီတော့ရှိမှာတော့တိတ်ပြီးမရှိဘူးဗျနေအကောင်ကြီးပုံများလာရင်တော့9နာရီရှိပါပြီဟိုကောင်လေးဘောလုံးဆွဲစားလေးကင်ထားတဲ့ကောင်လေးဒီဘုံဝင်ကြီးကဘယ်ကထွက်လာဒီနေအောင်ကောင်အဲ့ကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုတော့ခုမှမြင်ဘူးရဲ့ဗျာโอเคနိုင်တော့မယ်နည်းနည်းပဲလိုရနည်းနည်းပဲโอเคဒီကောင်လေးမနိုင်ငါသေးသွားရင်ငါသွားရင်တော့မြန်လေးနိုင်တော့မဖြစ်မယ်မြန်လေးအိုးရနိုင်ပြီတော့โอเค6နာရီ 6am ရောက်သွားပြီโอเคနောက်ထပ် night 4ရောက်သွားပြီထင်တာပဲဟုတ်တယ်မလားညကြားလိုက်လားဒီအမဲအောင်ကြီးပြကြားနေတော့ဘာများလဲဟာโอเคတဖြည်းနဲ့ဒီမဲ့အယောင်လေးပေါ်လာပြီဒါဘာဖြစ်တာလဲမသိဘူးနောက်ကဘာပုံလဲမသိဘူးနော်နည်းနည်းဘေးကိုကြည့်ရမယ်ထင်တယ်ကြွေဒီဘက်ကိုနည်းနည်းစောင်းကြည့်လိုက်ရဟဲ့ဘာကောင်းညရောနေသွားရည်နေနော်ကောင်းနေဘာဖြစ်ပါရအဖျော်ကြီးပေါ်လာရောနေပေါ်ဆိုင်တော့ပေါ်လာတယ်ဘာလဲမသိရပြီလေးညရောက်သွားပြီဟုတ်တယ်မလားโอเคနောက်ထပ် level တစ်ခုတောက်ပါပြီโอเคအားလုံးပဲနော်ဒီဗီဒီယိုလေးကိုကြည့်ရစင်တော့နောက်ထပ် subscribe လုပ်ခဲ့ပါဦးပြီးဆိုရင် like လေးလုပ်ခဲ့ပါဦးပြီးတော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါဦးမယ် bye bye